အားလုံးမင်္ဂလာပါခင်ဗျမြန်မာတက္ကသိုလ်1388ကိုရောက်တော့မယ်မြန်မာနှစ်ကူးသွားတဲ့အခါမှာမြန်မာခုနှစ်ကပြောင်းသွားတယ်ပေါ့1388ခုကနေပြီး1388ကိုရောက်ရှိသွားတာဖြစ်ပါတယ်1388ကိုရောက်တဲ့အခါမှာနှစ်ကူးပြောင်းသွားပြီမြန်မာဘေးရင်ရဆိုလို့ရှိရင်1388ခုနှစ်ကိုရောက်ပြီဆိုလို့ရှိရင်တကြံပြီးသွားတဲ့အချိန်ကာလနေစလို့နှစ်စပြီးပြောဗျာဆိုတော့2026ဆိုတဲ့ကာလအတွင်း88ခုနှစ်အတွင်းမှာဘာတွေဖြစ်လာနိုင်မလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမှမျှဝေချင်တာဖြစ်ပါတယ်ဆိုတော့1388ခုလေ့လာမယ်ဆိုလို့ရှိရင်ညံ့နေတဲ့နေ့နဲ့3ခုရှိပါတယ်တနေ့နဲ့ညံ့နေအင်္ဂါနဲ့ညံ့နေကြာတာဘိနဲ့ညံ့တာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်တနေ့နဲ့အင်္ဂါကြာတာဘိညံ့နေမယ်ဆိုတဲ့အတိုင်းတာမှာမိတ်ဆွေတွေအနေနဲ့ကတကြံပြီးသွားတာနဲ့တနေ့နဲ့အင်္ဂါကြာတာဘိဒီလိုနေ့နဲ့သားသမီးအနေနဲ့ကသိကြတယ်အလုပ်ပြုတ်တယ်အဲ့ဒါကြောင့်မလို့သူကအလောက်ကိုင်းနဲ့ပတ်သက်လို့ရှိရင်ဒါလုံးဝသတိထားရမယ့်ထဲမှာတနေ့နဲ့အင်္ဂါကြာတာဘရိကပါနေမှာဖြစ်ပါတယ်ဆိုတော့1388ဒါတကြံပြီးနောက်ပိုင်းကိုရောက်ပြီဆိုတာနဲ့အလောက်ကိုင်းနဲ့ပတ်သက်တဲ့နေရာတွေမှာကိုယ့်ရဲ့ခုံလေးကလှုပ်လာတယ်လို့ပြောရမှာဖြစ်ပါတယ်ဆိုတော့တနေ့နဲ့အင်္ဂါကြာတာဘရိသားသမီးတွေဒါကိုယ့်ရဲ့အလောက်ကိုင်းနဲ့ပတ်သက်ရင်သတိထားရမှာသူကအပြောင်းလဲတွေအများကြီးပဲဖြစ်လာပြီအဲ့လိုပုံစံမျိုးပေါ့ဆိုတော့ကိုကအပြောင်းလဲတွေအများကြီးပဲဖြစ်လာပြီဆိုတော့အလောက်ပြုတ်တယ်ဆိုတဲ့အတိုင်းတာမှာဘေးနေနဲ့ကျွန်တော်တို့ဒဲရိုးကြီးပြောမယ်ဆိုတော့အလောက်ပြုတ်သွားတယ်ပေါ့ဗျာသို့သောညာလေကျွန်တော်တို့တစ်ဖက်လက်လေးနဲ့ကြည်ကောင်းနားထောင်ကောင်းပြောမယ်ဆိုလို့ရှိရင်ဥပမာကိုကအလောက်ရှိထားတယ်ဆိုပါစို့ဒီအလောက်ကန်နဲ့ပတ်သက်ပြီးတော့မှကနေရာထိုင်ခင်းတွေအပြောင်းလဲဖြစ်တာသို့မဟုတ်ယာဟုဒီပိုင်းတို့အပြောင်းလဲဖြစ်တာသို့မဟုတ်ကိုယ်လှုပ်တဲ့ဌာနလေးတွေအပြောင်းလဲဖြစ်သွားတာမျိုးလေးတွေဒါအပြင်ကိုယ်အနေနဲ့ကအလောက်ကန်ဘိုင်းနဲ့ပတ်သက်ပြီးတော့မှအသစ်တော့ကိုကအခွင့်အလမ်းကောင်းတွေများတော့ပေါ်လာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အလောက်ကန်နဲ့ပတ်သက်တာဒီလောက်ကိုထွားတခြားလောက်ကိုပြောင်းစသဖြင့်ဒီလိုပုံစံမျိုးလေးလည်းများသောအဖြစ်ဖြစ်လာတတ်ပါတယ်အဲ့ဒီတော့ကြောင့်အကယ်၍များမိတ်ဆွေအနေနဲ့ကဒီ2026ခုနှစ်ဆိုတဲ့ကာလအတွင်းမှာယာရုတွေပိုင်တိုးဖို့ကြိုးစားမယ်သို့မဟုတ်နေရာထိုင်ခင်းအပြောင်းရွှေ့အပြောင်းလဲလို့ဖို့ကြိုးစားမယ်ဒီဗီကိုကြည့်နေသူတွေမှာဒီအစိုးရဘိုင်းနဲ့ပတ်သက်ပြီးဆက်ပြီးတော့မှလောက်ကိုင်နေရတဲ့သူတွေပါမယ်ဆိုလို့ရှိရင်နေရာဌာနအပြောင်းရွှေ့အပြောင်းလဲသို့မဟုတ်လုပ်ငန်းအပြောင်းရွှေ့အပြောင်းလဲဌာနတွေပြောင်းမှုအတွက်ဒီနေရာထိုင်ခင်းအပြောင်းရွှေ့လုပ်ဖို့အတွက်ဒီလုံးဝကိုအကောင့်ထဲပေါ်လာမဲ့ကာလတစ်ခုလို့သတ်မှတ်ရမှာဖြစ်ပါတယ်ကောင်းသွားစေရလားဆိုးသွားစေရလားကတော့အတိအကျမပြောတတ်ဘူးဒါကတော့ကျွန်တော်တို့ကပွင့်လင်းပြပြပေးတာဒါပေမဲ့အပြောင်းလဲဖြစ်မှာတော့သိကြတယ်အဲ့အတွက်ကြောင့်မလို့ကိုယ့်အနေနဲ့ကအပြောင်းလဲလုပ်ဖို့အတွက်ကြိုးစားနေတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်တနေ့နဲ့အင်္ဂါကြာတာဘုရီဒီနေ့နဲ့သားသမီးတွေပါမယ်ဆိုရင်သေချာပေါက်2026တွင်မှာအပြောင်းလဲကဖြစ်မယ်လို့သတ်မှတ်ရတာဖြစ်ပါတယ်ခင်ဗျအပြောင်းလဲတို့မြည်သည်ဒီနေရာနေပြီးတော့တခြားနေရာတွေကိုပြောင်းရွှေ့ရမျိုးတွေဖြစ်တဲ့လိုမျိုးကိုတာဝန်ယူထားတဲ့အပိုင်းလေးတွေအပြောင်းလဲဖြစ်သွားတာမျိုးလေးလေကြုံလာတတ်တာဖြစ်ပါတယ်ဒါကတော့ဒီတနေ့နဲ့အင်္ဂါကြာတာဘရီဒီနေ့နဲ့သားသမီးနဲ့ဆက်ပတ်သက်တဲ့အကြောင်းအရာလေးကိုကျွန်တော်အရင်ဆုံးလေးမျှဝေပေးတာဖြစ်ပါတယ်ဆိုတော့1388ခုနှစ်ကိုရောက်သွားတဲ့အခါမှာတကြံပြီးသွားတဲ့အခါမှာဘာတွေဘလို့တွေပြောင်းလဲသွားနိုင်မလဲဆိုတဲ့ကံကြမ္မာနဲ့ပတ်သက်ရင်တော့1388ခုနှစ်ကကောင်းတဲ့ကာလလားဆိုရင်တော့ကောင်းတဲ့ကာလတစ်ခုဖြစ်တယ်အစင်ပြေတဲ့ကာလတစ်ခုဖြစ်တယ်လို့ပြောရမှာဖြစ်တယ်သို့တော်ညာလဲငွေကြေးနဲ့ပတ်သက်တဲ့အရာရင်အင်္ဂါနံနဲ့ပတ်သက်တဲ့အရာရညံ့နေတာတနည်းနံဆိုတာငွေကြေးဖြစ်ပါတယ်အင်္ဂါနံဆိုတာကစားစညာအင်္ဂါဗျာသူကစံစီစေးစား73စီစသဖြင့်ဓာတ်နဲ့ပတ်သက်တယ်လို့ပြောတာဖြစ်ပါတယ်အဲ့အတွက်ကြောင့်လို့1388ခုနှစ်ကိုရောက်ရှိသွားပြီဆိုတာနဲ့တကြံပြီး4လပါရဲ့နောက်ပိုင်းကိုရောက်ရှိသွားပြီဆိုတာနဲ့နံပါတ်1ညံ့သွားမှာကတနည်းနံညံ့မယ်နံပါတ်2ညံ့မှာအင်္ဂါနံအောင်ဆုံးထိုးကြမယ်အဲ့တို့ကြောင့်မလို့ငွေကြေးနဲ့ပတ်သက်တာညံ့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ငွေကြေးပိုင်းဆိုင်ရာနဲ့ဆက်လို့ကအစိတ်အစစ်မပြေတဲ့ကြုံလာမှာတိုင်းကြီးတစ်ခုနဲ့ချီမှပြောရမယ်ဆိုလို့ရှိရင်ဥပမာငွေကြေးနဲ့ပတ်သက်လို့အစင်မပြေမှုတစ်ခုမဟုတ်တစ်ခုဖြစ်တာမျိုးလေးတွေကြုံလာတဲ့သဘောတရားပေါ့သို့တော်ညာလေဒါကဘေးရင်ကလူတူးတယောက်တွေကိုပဲဟောပြောနေရတာဖြစ်တဲ့အတွက်ကြောင့်လူတိုင်းစီအနေနဲ့တွက်မယ်ဆိုလို့ရှိရင်ငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှဒီတကြံပြီးနောက်ပိုင်းဆိုတဲ့ကာလအတွင်းမှာအကျက်တဲ့အခက်အခဲလေးတွေအနည်းနဲ့များကြုံတွေ့လာတတ်တယ်ဆိုတဲ့သဘောတရားလေးရှိတယ်လုံးဝဤစိုးမဲ့ကိုဆိုလိုချင်တာမျိုးမဟုတ်ဘူးတတိထားအောင်လို့ပြောချင်တာအောင်နားလည်လားအဲ့တို့ကြောင့်မလို့ငွေကြေးပိုင်းမှာကြာရင်လုံးဝတတိထားရမှာဘာတွေလုပ်တဲ့သူတွေကပိုတတိထားရမှာလဲဆိုတော့ငွေကြေးနဲ့ဆက်နေတဲ့လူတွေကပိုပြီးမှတတိထားရမှာအဲ့တို့ကြောင့်မလို့ငွေကြေးနဲ့ပတ်သက်လို့ငွေတို့ပေးစားတဲ့လူတွေတို့ငွေကြေးချင်းငါးစားမဲ့လူတွေတို့နောက်တစ်ခုကငွေကြေးပိုင်းဆိုင်ရာနဲ့ဆက်ပြီးတော့မှငွေကြေးရှယ်ယာထည့်တဲ့လူတွေမျိုးတွေတို့ငွေကြေးရင်းနှီးမြုပ်နှံမှာအခုဒါကျွန်မဒီ2026ထဲမှာငွေကြေးရှယ်ယာထည့်မလို့ရင်းနှီးမြုပ်နှံမှုတစ်ခုလုပ်မလို့ငွေကြေးနဲ့ပတ်သက်တာအဲ့လိုမျိုးလူတွေကလုံးဝသတိထားပေးအောင်ဖြစ်ပါတယ်ဒီအတွက်ကြောင့်ငွေကြေးပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်သတိထားမှာဖြစ်တဲ့အတွက်ငွေကြေးချေရန်ကအာမခံလက်မထိုးတာအာမခံရမယ့်ကိစ္စတွေလုံးဝသတိထားရမယ်ဒါအပြင်နှလုံးသုံးလုံးလောင်းကစားနဲ့ပတ်သက်တဲ့လောက်ကင်နေတဲ့သူတွေဆိုရင်လေဒီတကြံပြီးသွားပြီးနောက်ပိုင်းဆိုတဲ့ကာလတွေမှာသတိထားပေးရမှာဖြစ်ပါတယ်ခင်ဗျ
နောက်တစ်ခုကအင်္ဂါနံနေညံ့တာပါအင်္ဂါနံနေညံ့တယ်ဆိုလို့ရှိရင်များသောအားဖြင့်အင်္ဂါနံဆိုတော့စားဆိုရင်အင်္ဂါဆန်စီစေးစားအစားတော့ဆက်ပစ္စည်းစေးဝါစသဖြင့်ဒါတွေနဲ့ပတ်သက်တာလို့ပြောတာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မိတ်ဆွေကလက်ရှိမှာလုပ်ငန်းတစ်ခုကိုလုပ်ကင်နေတယ်ကိုလုပ်နေတဲ့လုပ်ငန်းကစံတိုင်းလေးဖွင့်ထားတယ်စီတိုင်းလေးဖွင့်ထားတယ်သို့မဟုတ်စံသက်တွေပိုင်းနဲ့စီသက်တွေပိုင်းနဲ့ဒီလိုလူတွေအနေနဲ့ဆိုလို့ရှိရင်လည်းစီးပွားရေးနဲ့ပတ်သက်လို့ရုပ်ကနေဆိုလို့ရက်တန့်သွားတာသို့မဟုတ်ကြံ့ကြာသွားတာကိုယ့်ရဲ့စီးပွားရေးနဲ့ပတ်သက်လို့ပုံမှန်လေးရေပြင်ကြီးတိုင်းလေးသွားနေကြရနေရုပ်တရက်ဒုံဆိုပြီးမှဖြစ်သွားတယ်ဆိုတော့ပုံစံမျိုးလေးတွေကြုံလာတတ်တယ်ဒါကကြတော့ဒီနှစ်အလဲသို့မဟုတ်နှစ်အကုန်ပိုင်းအကျမ်းများပြင်ဆိုရင်ဒီ9လပိုင်း6လပိုင်း9လပိုင်းဒီဝင်းကျင်တွေမှာတိတ်တာမဲ့အကြောင်းအရာတွေဖြစ်တဲ့အတွက်ကြောင့်အခုလက်ရှိဒီဗီဒီယိုကိုကြည့်နေတဲ့အချိန်ကာလ3လပိုင်းထဲမှာဆိုလို့ရှိရင်မိတ်ဆွေအနေနဲ့ကဘာမှတိတ်ပြီးတော့ထူးထူးခြားခြားတိတတာကြီးတော့ခံစားနေရအောင်မှမျိုးတော့မဟုတ်သေးဘူးတိုးတိုးညာလဲတဖြည်းဖြည်းနဲ့လာလိမ့်မယ်ဒီအကြောင်းကနေအကုန်လုံးကရာခိုင်နှုန်းပြအကုန်မှန်သိရမယ်ဗျာသိလားလွယ်တဲ့ဟာရှိလို့ရှိရင်ကျွန်တော်ချက်ချင်းလာပြောလို့ရတယ်အဲ့အတွက်ကြောင့်မိတ်ဆွေအနေနဲ့ကဆန်စီစေးစားအစားတော့ဆက်ပြီးစီးဝါစားတော့ဆိုင်ဖွင့်ထားတယ်ဆိုသဖြင့်ဒီလိုလူတွေအနေနဲ့ကကိုယ့်စီးဝါရေးလေးတွေကအဲ့လိုမျိုးပေါ့နော်အစင်ကပြေနေခဲ့တယ်ဒါပေမဲ့တချံပြီးသွားတယ်ဘာဖြစ်သွားမှမသိဘူးရက်သွားတယ်လို့နားလေလားကျွန်တော်ဆိုလို့ချင်တာဒီလိုပုံစံမျိုးလေးများသွားပဲကြုံလာတတ်တာအဲ့တော့ကြောင့်အင်္ဂါနံနေနဲ့ပတ်သက်လို့လေသတိထားပေးရမှာဖြစ်ပါတယ်ထို့အတူပဲနေနံသားသမီးတွေမှာဆိုလို့ရှိရင်ဂျာတာဘရီတနေအင်္ဂါဒီလိုနေနံသားသမီးတွေကသတိထားပေးရမှာဖြစ်ပါတယ်ခင်ဗျာကိုကဂျာတာဘရီသားသမီးတနေသားသမီးအင်္ဂါသားသမီးဖြစ်ထားတယ်ကိုလုပ်တဲ့လုပ်ငန်းတွေကလည်းငွေတိုးပေးတဲ့လုပ်ငန်းတွေနှလုံးသုံးလုံးတဲ့လုပ်ငန်းတွေတခါဆန်ဆိုင်ဖွင့်နေစီဆိုင်ဖွင့်နေ73စီရောင်းနေစသဖြင့်ဆန်စီစေးစားအစားအသောက်တွေဆက်ပစ္စည်းတွေရောင်းနေဒီလိုလူတွေဖြစ်ထားမယ်ဆိုလို့ရှိရင်တော့ဒါသတိထားသင့်တဲ့အခိုက်တဲ့အတိုင်းအတာတစ်ခုကိုရောက်ရှိသွားတယ်ဆိုတဲ့သဘောတရားပေါ့ကြာလာဘိနဲ့ပတ်သက်တာတွေကလည်းညံ့နေတာပါကြာလာဘိနဲ့ပတ်သက်တာညံ့တယ်ဆိုများသောအားဖြင့်အင်ချမ်မြေနဲ့ပတ်သက်တာတွေညံ့တာဗျာအဲ့တို့ကြောင့်မလို့အင်ချမ်မြေအကျိုးဆောင်လောက်ကင်နေတဲ့သူတွေအနေနဲ့ကကြတော့ဒီသကြံပြီးနောက်ပိုင်းဆိုတဲ့ကာလမှာပုံမှန်ဆိုလို့ရှိရင်သကြံပြီးနောက်ပိုင်းဆိုလို့ရှိရင်အယောင်းဝယ်တွေပြန်ဆတာဒါပေမဲ့ဒီနေ့ကျအဲ့လိုမဟုတ်တော့အယောင်းဝယ်တွေအေးသွားတယ်အဲ့လိုပုံစံမျိုးပေါ့ရေခဲလုံးကြီးဖြစ်သွားတယ်ဆိုတော့အယောင်းဝယ်တွေအေးတော့မှဖြစ်တဲ့အတွက်ကြောင့်ပွဲသားတွေမှာကျတော့လေအဆင်မပြေဘူးပွဲတွေခဏခဏပြတ်တယ်အဲ့လိုပုံစံမျိုးအင်ချမ်မြေနဲ့ပတ်သက်တာတော့ဒီ3လပိုင်းနဲ့4လပိုင်းလောက်မှာစပြီးတော့မှတည်တာလိမ့်မယ်။ဘာလို့ဆိုတော့တကြံတွဲမှာဆိုရင်ဘယ်သူမှအင်ရောင်းဝယ်မလုပ်ဘူး။တကြံပြီးတော့မှအင်ရောင်းဝယ်လုပ်တာကျွန်တော်တို့ကမှန်တယ်နော်။ဒါပေမဲ့ဘာဖြစ်မလဲဆိုတော့အဲ့တကြံပြီးလို့အင်ရောင်းဝယ်လုပ်ဖို့အတွက်ကိုကမျှော်နေပြီးတော့မှအားခဲထားတယ်ဆိုပါစို့လက်တွေ့ကြရင်ဖြစ်မလား။အဲ့လိုပုံစံမျိုးပေါ့အဲ့တော့ကြောင့်အိုးအိမ်မြေချမ်းဝင်းစသဖြင့်ဒါရင်းနဲ့ပတ်သက်ပြီးတော့မှလည်းတတိထားပေးရအောင်ဖြစ်ပါတယ်တချို့သူတွေဆိုရင်တကြံပြီးအိမ်ဝယ်မလို့ဒါမှမဟုတ်ဒီနှစ်အလယ်လောက်မှအိမ်ဝယ်မလို့ဒီနှစ်အကုန်လောက်မှအိမ်ဝယ်မလို့ဒီလိုမျိုးကိုကကြံစီတွေးတောထားတဲ့သူတွေနေနေဆိုလို့ရှိရင်လည်းကြံ့ရစရာလေးဖြစ်လာရတယ်စဉ်းစားစရာလေးတွေပေါ့နော်အခြေအနေအရရက်နဲ့ဆက်ဆက်ပြီးတော့မှစဉ်းစားတွေးတောရမယ့်ကိစ္စမျိုးလေးကလည်းကြုံလာတတ်သေးတယ်ဖြစ်ပါတယ်အဲ့ဒီကြောင့်အိမ်ချမ်းမီနဲ့ပတ်သက်တာတွေဆိုလို့ရှိရင်လည်းမိတ်ဆွေတို့တတိထားပေးရအောင်ဖြစ်ပါတယ်ကြာတာဘရိနဲ့ညံ့ပြီဆိုရင်တေးကြတယ်တစ္ဆာပေါက်ခံရတယ်အဲ့တို့ကြောင့်မလို့ကိုယ်နဲ့အရင်နှီးဆုံးရှိတဲ့သူသို့မဟုတ်ကိုယ်နဲ့ဆက်မှုရှိတဲ့သူတွေပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းတွေမှာဒီလူတယောက်ကအရန်ကိုယုံကြည်ရတယ်ဒီလူတယောက်ကအရန်ကိုယ့်အတွက်အထောက်ပံ့ဖြစ်ပါတယ်ဆိုတဲ့လူတွေကဒီ2026ခုနှစ်ကြံပြီးနောက်ပိုင်းဆိုတဲ့ကာလတွေမှာစတင်ပြီးမပြောင်းလဲလာရတယ်မင်းအချိုးတွေပြောင်းနေပြီနော်မင်းအရင်ကတော့မဟုတ်တော့ဘူးနော်စသဖြင့်ဒီလိုပုံစံမျိုးတွေများတော့အဖြစ်ကြုံလာတတ်တယ်အဲ့တော့ကြောင့်မလို့ကိုနိုင်အနေနဲ့ကလူအများနဲ့ဆက်နေရတဲ့လုပ်ငန်းတွေလုပ်ကိုင်နေတယ်ပြီးတော့ကိုယ့်ရဲ့အောက်မှာလည်းကိုကလူယုံနေထားရတယ်စသဖြင့်ဒီလိုနေရာတွေမှာဆိုလို့ရှိရင်ကိုယ့်ရဲ့အောက်လက်ငယ်သားတွေကိုယ့်ရဲ့ဒီဝန်ထမ်းတွေရှိရင်ဝန်ထမ်းတွေသို့မဟုတ်ကိုယ့်ရဲ့အောက်လက်ငယ်သားတွေနဲ့ဆက်ပတ်သက်ပြီးတော့မှသူအဆင်မပြေကြုံလာတတ်တာအောက်လက်ငယ်သားကဘလို့ဖြစ်လို့မလို့လိုက်ရှင်းပေးရတယ်ကိုယ့်ရဲ့ညီဖြစ်တဲ့သူကဘလို့ဖြစ်လို့လိုက်ရှင်းပေးရတယ်ဘာတွေဘလို့တွေပေါ့အစသဖြင့်အဲ့တော့ကိုယ့်ရဲ့အောက်လက်ငယ်သားနဲ့ဆက်ပတ်သက်ပြီးတော့မှအဆင်မပြေမှုလေးတွေကြုံတွေ့လာတတ်တာဖြစ်ပါတယ်ဒါတွေအကုန်လုံးက၄လပိုင်းနောက်ပိုင်းကနေစပြီးမှသိလာမှာပါတချို့အကြောင်းအရာတွေမှာဆိုလို့ရှိရင်တော့အခုလောက်ကတည်းကနည်းနည်းလေးသိတာကောင်းသိတာပြီးဆိုပေမဲ့အရန်ကြီးပွင့်လင်းမြင်တာထင်ထင်သာမျိုးကြီးမဖြစ်တာမျိုးပဲရှိကောင်းရှိနိုင်တယ်အနည်းနဲ့အများလေးကတော့သိတာလာပြီဖြစ်ပါတယ်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့တွေကဒဲတိုးကြီးပဲပြောရမယ်ဆိုလို့ရှိရင်တော့သစ္စာဖောက်ခံတတ်တယ်လို့ပဲပြောရမှာဖြစ်ပါတယ်ဆိုတော့ဘလို့မှမယုံနဲ့ရာခိုင်နှုန်းပြည့်ယုံထားလို့မရဘူးဆိုတဲ့အခိုက်အတန့်မျိုးကိုရောက်ရှိသွားမှာဖြစ်တယ်ဒီအတိုင်းပဲကိုယ့်အနေနဲ့ပေါ့နော်ကိုယုံကြည်ရတဲ့လူတွေကဒီကြာတပိတ်တဲ့အင်္ဂါဒီလိုနေနဲ့ဖြစ်နေမယ်ဆိုလို့ရှိရင်ဒါပို့ပြီးတော့မှသတိထားရမယ်ဆိုတဲ့သဘောတရားမျိုးသွားတာပါတနေ့ကအင်္ဂါကြာတာပြီးတနေ့ကအင်္ဂါကြာတာပြီးဒီနေ့သားသမီးတွေကအညံ့ခိုက်လေးတွေမှာရောက်ရှိနေတာဆိုတော့ဒီလိုနေ့နဲ့သားသမီးအနေနဲ့ဆိုလို့ရှိရင်အလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်တာတွေလုပ်ငန်းတွေပြန်ထူထောင်မယ်လုပ်ငန်းတွေပြန်ပြီးမှတိုးချဲ့မယ်စသဖြင့်အလုပ်ကိုင်နဲ့ပတ်သက်တဲ့ဆက်ဆက်တဲ့အကြောင်းတွေကြိုးစားမယ်ဆိုလဲအနေနဲ့များလေးအားနည်းသလိုခံစားရတာအစမပြေသလိုခံစားရတာမျိုးတွေလည်းကြုံလာတတ်တာဖြစ်ပါတယ်
နောက်တစ်ခုကတော့ဒီတနင်္ဂနွေဗုဒ္ဓဟူးစနေတောက်ကြဒီနေ့နဲ့ကိုပြောရမယ်ဖြစ်ပါတယ်ခင်ဗျတနင်္ဂနွေတောက်ကြဗုဒ္ဓဟူးစနေဒီလိုနေ့နဲ့သားသမီးတွေကတော့မြန်မာတက္ကသိုလ်1388ခုနှစ်2026ခုနှစ်အတွက်ကဲအကောင်းဆုံးလို့သတ်မှတ်လို့ရတဲ့နေ့နဲ့မပါတီမှာဖြစ်တဲ့အတွက်ကြောင့်တနင်္ဂနွေတောက်ကြဗုဒ္ဓဟူးစနေဒီလိုနေ့နဲ့သားသမီးတွေအနေနဲ့ကတော့လုံးဝကိုအောင်မြင်မှုတရဖူစောင်းနိုင်မယ်ဆိုတဲ့ကာလမျိုးကိုရောက်ရှိသွားမှာဖြစ်ပါတယ်ဒီအတွက်ကြောင့်မိမိကအကြောင်းအရာတစ်ခုခုသို့မဟုတ်ကိစ္စတစ်ခုခုအပေါ်မှာအားအသွန်ခွန်ဆိုင်ကြိုးစားနေတဲ့ကြိုးစားတာနဲ့အညီကိုနိုင်အနေနဲ့လည်းလက်ရှိမှာလုံဆောင်နေတဲ့သူမျိုးဖြစ်မယ်ဆိုရင်အဲ့လုပ်ငန်းတွေကတေချာပေါအောင်မြင်နိုင်တယ်အဲ့အတွက်ကြောင့်2026ဆိုတဲ့ကာလကကိုယ့်ရဲ့နှစ်တစ်ခုလို့ပြောလို့ရတယ်ငါလုံးသမျှဖြစ်လာမယ်ငါလုံးသမျှအောင်မြင်လာမယ်ဒီလိုမျိုးလေးကျွန်တော်တို့ကပုံသေးနီးအနေနဲ့ကားချက်ထဲမှာထည့်သွင်းရမှာဖြစ်ပါတယ်အဲ့တို့ကြောင့်တနင်္ဂနွေတောက်ကြီးကဘုံတူစနေလုပ်ငန်းတွေစားဖို့ကြိုးစားမယ်သို့မဟုတ်လုပ်ငန်းတွေတစ်ခုထူထောင်မှုကြိုးစားမယ်ငါရဲ့အလုပ်တွေကိုငါရက်တက်နေကြကြာပြီဒါပေမဲ့ငါပြန်စတော့မယ်ပြန်လုပ်တော့မယ်ဒီလိုပုံစံမျိုးဆိုတဲ့အနေအထားမျိုးတွေမှာဆိုလဲတနင်္ဂနွေဘုံတူစနေချက်တာဘရီsorry တနင်္ဂနွေဗုဒ္ဓဟူးစနေတောက်ကြဒီလိုနေ့နဲ့သားသမီးတွေကလုံးဝကိုကောင်းကျိုးပေးလာမှာဖြစ်တဲ့အတွက်ကြောင့်လုပ်ငန်းတွေဆိုလည်းပြန်စတင်တယ်အလုပ်ကိုင်တွေဆိုလည်းပြန်ပြီးတော့မှလှုပ်ဆောင်တင်တာဖြစ်ပါတယ်ခင်ဗျတနင်္ဂနွေနဲ့ကောင်းကျိုးပေးလာတယ်ဆိုလို့ရှိရင်များသောအားဖြင့်ကကျတော့သူကကိုယ်ပိုင်လုပ်ငန်းတွေပို့တိုးတက်တယ်အဲ့တို့ကြောင့်တနင်္ဂနွေဗုဒ္ဓဟူးစနေတောက်ကြဒီလိုနေ့နဲ့သားသမီးတွေကကိုယ်ပိုင်လုပ်ငန်းတွေကိုလောက်ကင်နေတယ်လုပ်ငန်းတစ်ခုခုဦးဆောင်နေရတဲ့သူတွေဖြစ်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှတိုးတက်သွားမယ်ဆိုတဲ့အနေအထားမှာကိုလှုပ်တဲ့အရာလေးတွေကမထင်မဖြစ်နဲ့ဝုန်းတိုင်းဆိုပြီးမှအောင်မြင်သွားတယ်ဆိုတဲ့အခိုက်အတန့်မျိုးရောက်ရှိလာတာမျိုးလေးဒီကိုလှုပ်ဆောင်လိုက်တဲ့အရာကြံစီလိုက်တဲ့အရာလေးတွေကမထင်မဖဲနဲ့ပေါ့နော်အဆင်ပြေသွားတာမျိုးလေးဒီဒါမျိုးလေးတွေကြုံလာတတ်တာဖြစ်ပါတယ်နောက်တစ်ခုကအကူအညီထောက်မှန်ကောင်းတွေရရှိနိုင်ပါတယ်ဆရာကောင်းသမားကောင်းတွေတွေ့တတ်တယ်ကိုကူညီမဲ့သူတွေပေါ်လာတတ်တယ်ကိုယ်တိုင်နေနဲ့ကမထင်မဖဲနဲ့ကြုံလာရတဲ့ဆိုတဲ့အပြတ်လေးတွေမှာကိုကူညီမဲ့သူတွေပေါ်လာပြီးတော့မှဖြည့်ရှင်းလို့ရသွားတယ်ဆိုတဲ့အခိုက်အတန့်မျိုးလေးတွေကြုံလာတတ်တာဖြစ်ပါတယ်နောက်တစ်ခုကအရေးကြီးတာလုံးဝစနေနဲ့အဲ့စနေနဲ့လုံးဝအရေးကြီးဆုံးဖြစ်ပါတယ်မြန်မာသက္ကရာ1388ခုနှစ်မှာစနေနံကလုံးဝအားကောင်းတာပါစနေနံဆိုတာကအမှုခင်းနဲ့ပတ်သက်တာကိုပြောတာပါစနေနံနဲ့ပတ်သက်တာတွေအားကောင်းပြီဆိုလို့ရှိရင်မိတ်ဆွေတေချာပေါက်မှတ်ထားမှာတခုကအမှုခင်းအချုံအောင်အနှောင်ဖွဲ့ရုံးကဏ္ဍနဲ့ပတ်သက်တဲ့ကိစ္စတွေဌာနဆိုင်ရာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလုံးဝကိုအနိုင်ဒီဂရီရရှိနိုင်တာဖြစ်ပါတယ်ခင်ဗျအဲ့ဒီတော့ကြောင့်မလို့မိတ်ဆွေကခုလက်ရှိမှာလဲတရားတစ်ပေါင်နေရင်ဆိုင်နေရတဲ့သူတွေဖြစ်နေတယ်သို့မဟုတ်အမှုခင်းအရှုပ်ရှင်းလေးတွေဖြစ်နေတယ်ဖြည့်ရှင်းရခက်ခဲနေရတဲ့ကိစ္စမျိုးလေးတွေကြုံတွေ့နေရတယ်ဆိုရင်ဒီ1388ခုနှစ်တကြံပြီးနောက်ပိုင်း2026ခုနှစ်ရဲ့နှစ်အလယ်နှစ်အကုန်ဒီလိုကာလတွေမှာလုံးဝဖြည့်ရှင်းလို့ရလာမှာဖြစ်ပါတယ်အဲ့ဒါကြောင့်လက်ရှိမှာကိုကအချုံအောင်လေးတွေဖြစ်ထားတယ်ဒီလိုလူတွေနေဆိုလို့ရှိရင်လေကို့အတွက်မျော်လင့်ချက်ရောင်ကြီးတန်းလာတော့မယ်ဆိုတဲ့အခိုက်အတန့်တစ်ခုလည်းပေါ်ပေါက်လာမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်မပြောလဲအနည်းနဲ့များတော့ရိတ်သားမိမဲ့အရာပဲဆိုတော့ဒီလိုပုံစံမျိုးလေးနဲ့ဆက်ပြီးတော့မှာပေါ့နော်ဘေးရင်းသဘောတရားမှာလည်းဒီလိုရှိတယ်တကယ်လက်တွေ့ရှင်နေရမှာဒီလိုရှိတယ်ဒီတော့ကြောင့်မလို့ကျွန်တော်တို့ကဒီတကြံပြီးနောက်ပိုင်းဆိုလို့ရှိရင်နော်ဒီလိုမျိုးဘယ်လိုပြောရမလဲရှော့ပေါ်တာမျိုးတွေပါတယ်အဲ့လိုမျိုးတွေနဲ့အမှုခင်းတွေပါတယ်ဖြစ်နေသူတွေဆိုတော့လွတ်မြောက်သွားတာသို့မဟုတ်ကိုယ့်တို့ကအထောက်ပံ့လေးတစ်ခုရပြီးတော့မှကိုယ့်ရဲ့ပြဿနာလေးတွေပြည်လေသွားတာဒါမျိုးတွေနဲ့ကျွန်တော်တို့ကဆက်ပြီးတော့မှဘေးရင်ဟောပြောရတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီစနေနဲ့အားကောင်းလာတဲ့အညီအမှုခင်းအရှုပ်ရှင်းတွေအစမပြေဖြစ်နေတဲ့သူတွေညီရခုံကပြဿနာလေးတွေတက်ပြီးတော့မှထိတ်တိုက်ရင်ဆိုင်နေရတဲ့ပုံစံမျိုးလေးတွေမှာဆိုလို့ရှိရင်လည်းပြည်လေသွားနိုင်တာဖြစ်ပါတယ်ရုပ်ရော့သွားနိုင်တာဖြစ်ပါတယ်စနေနဲ့ဆိုတာကအဲ့လိုအငင်းကုန်ဖြစ်ရတဲ့သဘောတရားဗျလူတယောက်ကအဲ့လိုစနေဂျူတွေကိုရောက်ပြီးဆိုသေးကြတဲ့အငင်းကုန်ဖြစ်ရတယ်ရည်ရဖြစ်ရတယ်ပြဿနာများရတယ်အဲ့လိုပုံစံမျိုးသို့တော်ညာလဲ1388မှာကြာရင်အဲ့လိုမဟုတ်တော့အမှုခင်းနေနဲ့ပတ်သက်တာဒီစနေနံတွေကလုံးဝအားကောင်းသွားပြီဖြစ်တဲ့အတွက်ကြောင့်အတိုက်ခိုက်တွေလွတ်လာတယ်ကိုယ်တိုက်ခိုက်တဲ့သူတွေဆိုလို့ရှိရင်ရော့ပါသွားမယ်ဆိုတဲ့သဘောတရားကိုယ်အနေနဲ့အဲ့လိုမျိုးဖြည့်ရှင်းရခက်ခဲနေတဲ့ကိစ္စလေးရှိမယ်ဆိုလို့ရှိရင်ညှိလို့နိုင်လို့ရလာပြီးတော့မှအစင်ပြီးတဲ့ဘက်ကိုဥတီသွားမယ်ဆိုတဲ့သဘောတရားတွေတက်ရောက်တာဖြစ်ပါတယ်ခင်ဗျမြေတိုင်းနဲ့ပတ်သက်တဲ့ကြံချီလူကြည့်မယ်ဆိုလို့ရှိရင်တော့ तू ကကောင်းလာတဲ့ဆိုရနဲ့ညီနေမယ်လို့ပြောလို့ရတယ်တချို့သူတွေအတွက်ကျတော့မြေတိုင်းကလုံးဝကောင်းသွားမှာချစ်တူဝီသားမရှိတဲ့သူတွေကချစ်တူဝီသားရတတ်တယ်ဆိုတဲ့သဘောတရားမျိုးသွားလိမ့်မယ်အဲဒါကြောင့်ကိုကချစ်တူဝီသားမထားတတ်သေးမထားသေးဘူးသို့မဟုတ်ထားဖို့အတွက်တော့စိတ်ကူးရှိတယ်သို့တော့ညာလဲကိုနဲ့အဆင်ပြေမဲ့သူမျိုးမတွေ့နေသေးဘူးဒီလိုပုံစံမျိုးလေးတွေကိုယ့်ရဲ့စိတ်ဆန္ဒထဲမှာရည်ရွယ်ထားတဲ့သူတွေအနေနဲ့ကကြတော့ချစ်တူဝီသားရလာတတ်တယ်အဲ့လိုပုံစံမျိုးချစ်တူဝီသားရှိထားတဲ့သူတွေအနေနဲ့ကျတော့သူကပြတ်သွားတယ်
ဘလို့လဲဆိုတော့မြေတိုင်းနဲ့ပတ်သက်တာနည်းနည်းလေးရောပြောရတာနည်းနည်းခက်တော့ခက်တယ်ပေါ့နော်ဒီ1388ကမြေတိုင်းနဲ့ပတ်သက်လို့ကနည်းနည်းသူကဟိုဆမ်းကျဲတယ်ပေါ့နော်ဟိုတပြေးညီရှိမနေဘူးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကမြေတိုင်းကန်ကောင်းရင်ကောင်းမယ်စိုးရင်စိုးမယ်လို့ကျွန်တော်တို့ကခွဲပြောလို့မရဘူးသူကအကောင်းနဲ့ဆိုနေညီတဲ့ဘက်ကိုရောက်နေတာမြေတိုင်းနဲ့ပတ်သက်တာကြော်လေအဲ့တို့ကြောင့်မလို့ကျွန်တော်တို့နှစ်ပိုင်းခွဲပြောရမှာပဲဒါကကျွန်တော်ဘလို့ဟိုမင်းလိမ့်နဲ့နှစ်ဖက်နင်းတယ်လို့ပဲပြောချင်လည်းပြောဒါပေမဲ့လည်းကျွန်တော်ကဟိုအမှန်တရားကိုပြောပြတာဖြစ်တဲ့အတွက်ကြောင့်နှစ်ပိုင်းတော့ခွဲပြောရမယ်တချို့သူတွေကြောင့်မြေတိုင်းနဲ့ပတ်သက်တာလုံးဝအကောင်အဲ့လိုဖြစ်လိမ့်မယ်တချို့ကြောင့်လည်းလုံးဝညံ့အဲ့လိုဖြစ်လိမ့်မယ်ပြီးတော့မြေတိုင်းနဲ့အလောက်ကန်နေဆိုတာဆက်နေတာမြေတိုင်းနဲ့ပတ်သက်တာအစင်မပြီးတော့ဆိုလို့ရှိရင်စိတ်တွေညစ်ရစိတ်တွေအစင်မပြီးစိတ်တွေအစင်မပြီးတော့ဘာဖြစ်တော့အလောက်ကန်အောင်မှာကိုကစိတ်ပြီးရောက်တော့အဲ့ဒါကြောင့်အလောက်တွေအစင်မပြီးဒီလိုပုံစံမျိုးလေးသွားတာပေါ့သူကတစ်ခုနဲ့တစ်ခုနဲ့ဆက်နေတဲ့အကြောင်းအရာအဲ့လိုပုံစံမျိုးအဲ့တို့ကြောင့်တချို့သူတွေမှာကြလို့ရှိရင်မြေတိုင်းနဲ့ပတ်သက်လို့ကလုံးဝညံ့နေပြီးတော့မှစိတ်ဆင်းရဲစရာတွေစိတ်ညစ်စရာတွေနေတဲ့ကနေကရန်နေတဲ့ကနေကတဲ့တယ်ဆိုလို့ရှိရင်လည်းတစ်ပတ်မှာ2ရက်ပြီးရင်ရန်ထပ်ဖြစ်တာဒီလိုပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးကိုယ့်ရဲ့အခြေအကြောင်းမလို့ကိုယ့်ရဲ့အလုပ်မှာအနှောက်အယှက်ဖြစ်ပြီးတော့မှရန်ဖြစ်ပြီးမှစကားမရတယ်ဆိုတဲ့အခိုက်အတန့်မျိုးတွေလေကြုံလာရတတ်တယ်လို့မျိုးတချို့လူတွေမှာကြောက်လေမြေတားရည်နဲ့ပတ်သက်ပြီးတော့မှလုံးဝကိုကောင်းမွန်ပြီးတော့မှအဆင်ပြေတယ်ဆိုတဲ့အတိုင်းအတာတစ်ခုကိုလည်းရောက်ရှိသွားနေတာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မြေတားရည်ပိုင်းမှာကြာရင်တော့နှစ်ပိုင်းတော့ဖြစ်နေလိမ့်မယ်တချို့သူတွေကလုံးဝကောင်းတယ်တချို့သူတွေကကျတော့လုံးဝညံ့တယ်ကောင်းနဲ့ညံ့တယ်ဆိုတော့တရက်သေးပြောလို့မရဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်မပြောပြတာနားလဲလားမသိဘူးเนาะနောက်တစ်ခုကပညာရေးနဲ့ပတ်သက်တာပါ1388ခုနှစ်ပညာရေးနဲ့ဆက်ဆက်တဲ့ GNG ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါကျောင်းသားတငယ်တွေသို့မဟုတ်ကိုယ့်ရဲ့ဒီဗီဒီယိုကြည့်နေတဲ့တွေမှာတောက်ကတာသမီးတွေပါတယ်ဆိုလို့ရှိရင်သူပညာရေးနဲ့ပတ်သက်လို့အားနည်းနေတယ်ဟာဒီကောင်လေးကပညာရေးကဟိုအရင်တော့အလုံးစိတ်ဝင်စားပါတယ်အခုသိစိတ်ဝင်စားတော့သူတို့ဖြစ်နေတယ်ဒီလိုပုံစံမျိုးတွေကြုံရတတ်တာပေါ့နော်ကိုယ့်ရဲ့သားသမီးတွေရဲ့ပညာရေးအပေါ်မှာမိဘတွေအနေနဲ့စိုးရင်ကြောင်းကြမှုလေးတွေဒါကြုံလာတတ်တယ်ဆိုတဲ့အခိုက်အတန့်မျိုးလေးတွေ့ရတယ်နောက်တစ်ခုကပညာရေးပိုင်းနဲ့ပတ်သက်တာကျတော့နည်းနည်းတော့ကြဲပြက်နေဗျာသူကဟိုဝလုံးနဲ့သိန်းကြိုးကြီးမှကျွန်တော်ကရမ်းလို့မရဘူးဟိုအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်လေတချို့သူတွေမှာကျတော့ပညာရေးကန်တော့လုံးဝကောင်းပါတယ်တချို့သူတွေကျတော့လည်းညံ့ပါတယ်အဓိကသတိထားမှာတော့ကြာတာပြီးတစ်နေ့နဲ့အင်္ဂါပါဒီလိုနေ့နဲ့သားသမီးတွေတွေကပညာရေးနဲ့ပတ်သက်တာလေးတွေနည်းနည်းတော့သတိထားရမယ်တနေ့ကနေဗုဒ္ဓစနေတောက်ကြည့်တာဒီနေ့နဲ့သားသမီးတွေတွေကဆိုလို့ရှိရင်တော့ပညာရေးနဲ့ပတ်သက်တာလေးကအနည်းနဲ့များလေးကောင်းမွန်နေမှာဖြစ်ပါတယ်1388ခုနှစ်မှာကျမ်းမာရေးနဲ့ပတ်သက်တဲ့အခင်းတွေကိုကြည့်မယ်ဆိုရင်ကျမ်းမာရေးနဲ့ပတ်သက်တာဆိုလို့ရှိရင်အယိုးကြောအာရုံကြောအကြောချင်းအစစ်မြင့်နဲ့ပတ်သက်တာတွေလုံးဝသတိထားရမှာခါနာတာအယိုးကြောအောင်တာဒီလိုမျိုးဇက်တွေပိုင်းညောင်းတာအစစ်မပြေတာစသဖြင့်ကြုံရတာဖြစ်ပါတယ်အာရုံကြောနဲ့ပတ်သက်တာလေးလည်းသတိထားပေးရမှာဖြစ်ပါတယ်တနင်္လာနေ့ဆိုတော့သူကလှုပ်ရှားသွားလာခြင်းမြတ်တနင်္လာနေ့ဆိုများသောအားဖြင့်6ပိုင်းနေသတိထားမှာဆိုတော့6ပိုင်း6တွေပိုင်းထိခိုက်တယ်ရတာစသဖြင့်ဒါမျိုးတွေလည်းကြုံလာတတ်တဲ့သဘောတွေရပါနောက်တစ်ခုကစိတ်ပိုင်းဆိုင်ရာဗျအဲ့ဒါလူတယောက်မှာအကြီးကြီးဆုံးအကြောင်းရပဲအဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တာညံ့ပြီဆိုလို့ရှိရင်အကုန်လုံးအကုန်တောင်းချောင်းညံ့ပြီသူကစိတ်ကိုအဆင်မပြေတာဟုတ်အဲ့ဒါဆိုဘာလို့အဆင်မပြေတော့ပေါ့အဲ့အတွက်ကြောင့်တချို့သူတွေမှာဆိုလို့ရှိရင်ဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တာကလုံးဝညံ့နေမှာဖြစ်တဲ့အတွက်ကြောင့်စိတ်တွေမပြောဘူးစိတ်တွေဆင်းရဲရတယ်စိတ်တွေအဆင်မပြေရဖြစ်ရတယ်ဒီလိုပုံစံမျိုးတွေလည်းများသောအားဖြင့်ကြုံလာတတ်သေးတယ်ဖြစ်ပါတယ်ဆိုတော့ဒါကတော့မြန်မာတက္ကသိုလ်1388ခုနှစ်2026ခုနှစ်ရဲ့နှစ်အလယ်ပိုင်းနဲ့နှစ်အကုန်ပိုင်းကိုခွဲခြမ်းစိတ်ဖြာပြီးတော့မှကျွန်တော်အကျဉ်းမြင့်အဖြစ်ပြပြပေးတော့တာဖြစ်ပါတယ်ဒါကအကျဉ်းမြင့်ပဲရှိပါသေးတယ်ခင်ဗျအသေးစိတ်ကိုကျတော့ကျွန်တော်တစ်ခုချင်းနေကျွန်တော်ပြန်ခွဲပြီးမှကျွန်တော်ပြောရင်းမယ်ပြီးတော့ဗီဒီယိုလည်းအရင်ရှိတော့မှဖြစ်တဲ့ကြောင့်ကျွန်တော်အကုန်လုံးတော့ပြောလို့မရဘူးတချို့အကြောင်းလေးတွေကမိတ်ဆွေတို့နားမလည်တဲ့အကြောင်းတွေပါကောင်းပါနိုင်တယ်အဲ့ဒါလေးတွေကိုကျွန်တော်တစ်ချက်ချင်းစီတော့ပြန်ရှင်းပြပေးမယ်အဲ့အတွက်ကြောင့်လည်းနားမလည်တာရှိလို့ရှိရင်ကျွန်တော်ဒီ comment လေးတွေမှာမိတ်ဆွေတို့တစ်ချက်ပြန်ပြီးတော့မှရေးပြီးဘယ်လိုအကြောင်းကိုနားမလည်ဘူးပေါ့နော်နားမလည်တဲ့အကြောင်းကိုကျွန်တော်ပြန်ပြီးမှရှင်းပြပေးမယ်သို့တော်ညာလေဒီဗီဒီယိုကိုနားထောင်ပြီးသွားပြီဆိုလို့ရှိရင်မိတ်ဆွေတွေမှာအတွေးတစ်ခုဝင်သွားလိမ့်မယ်ပြီးတော့ကိုယ့်ရဲ့ကကြမှာလည်းကောင်းလားဆိုးလားပြီးတော့မြန်မာတက္ကသိုလ်1388ခုနှစ်ဒီ2026ခုနှစ်ဆိုတဲ့ကာလကကိုယ့်အတွက်ဘလို့နှစ်တစ်ခုဖြစ်မလဲဆိုတာလေမိတ်ဆွေတို့ခေါင်းထဲမှာတော့အနည်းနဲ့များလေးသဲခွဲသွားနိုင်တာဖြစ်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်တားတော့ပိုင်းနေလူ page ကဆရာနေလူဖြစ်ပါတယ်ခင်ဗျ